ညအိတ်ချိန်မှာဖုန်းကိုဘေးမှာထားပြီးအိတ်တဲ့အကျင့်ဟာမကောင်းပါဘူးဒီလိုလှုပ်ခြင်းကြောင့်တင့်ကျန်းမာရေးကိုဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်အဓိကစိုးရိမ်ရတဲ့အချက်တွေကတော့ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ငြင်းခုန်မှုရှိတော်လဲသတိထားသင့်အချို့လေ့လာမှုတွေအရညဘက်လျှက်စစ်တမ်းလိုက်ဆက်ကွင်းတွေနဲ့ထိတွေ့မှုများခြင်းဟာခန္ဓာကိုယ်ရဲ့သဘာဝဇီဝကမဖြစ်စဉ်ကိုနှောက်ယှက်ကကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေတယ်လို့ဆိုပါတယ်ဒီအချက်နဲ့ပတ်သက်ပြီးသုတေသနတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်ဘက်ထရီပေါက်ကွဲမှုအန္တရာယ်ဖြစ်ခဲ့ပေမဲ့ရှိဖုန်းကိုခေါင်းအောက်ဆောင်းအောက်မှာထားအိပ်မိရင်အပူချိန်မြင့်တက်ပြီးဘက်ထရီပေါက်ကွဲတာဖြစ်နိုင်ခြေအလွန်ရှိပါတယ်။ဒါဟာအသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိဆိုးရွားပါတယ်။အကောင်းဆုံးအကြံပြုချက်များတအိတ်ခမ်းထဲကိုဖုန်းမယူသွားပါနဲ့ဒါဟာအကောင်းဆုံးနည်းလမ်းပါပဲ။နှင့်မဖြစ်မနေယူသွားရမယ်ဆိုရင်ဖုန်းကိုအိပ်ယာကနေအနည်းဆုံး1မီတာ3ပေခန့်ဝေးမှာထားပါ။ဖုန်းကိုလေဝင်လေထွက်ကောင်းတဲ့နေရာပစ္စည်းများမကျွတ်တဲ့နေရာမှာထားပါခေါင်းအောက်လုံးဝမထားပါနဲ့ညဘက်အလင်းရောင်ချိန်ညှိချက် night shift night light ကိုဖွင့်ထားပါအိပ်ဆက်ခြင်း mode sleep mode bedtime mode ကိုအသုံးပြုပါဒီ mode ဖွင့်ထားရင်ညဘက်ရောက်ရင်အသိပေးချက်အားလုံးတိတ်သွားပြီးဖုန်းသုံးရခတ်အောင်လုပ်ပေးနိုင်ပါတယ်ဖုန်းကိုလုံးဝပိတ် power off ထားတာအကောင်းဆုံးပါအနှစ်ချုပ်ကောင်းမွန်ပြီးနက်ရှိုင်းတဲ့အိပ်စက်မှုကိုရရှိစေဖို့နဲ့ကျန်းမာရေးဆိုးကျိုးတွေကိုရှောင်ရှားဖို့ညအိတ်ချိန်မှာဖုန်းကိုအိတ်ခမ်းထဲကနေဖယ်ရှားပစ်ဖို့အကြံပြုပေးရစေ။